ကိုလာမမကျွန်တော်လာစပြတ်ပြီးနေမှာဖြစ်ပါတယ်အရတာဘလူးလည်းမသိဘူးကျွန်တော်စားကြည့်မယ်စားဘူးကြလားမသိဘူးတချို့တကယ်ကြီးတော့မစားဘူးသေးဘူးထင်တယ်7နဲ့ပါကျွန်တော်တွေ့တာသူပတ်တော့ပတ်တော့ပဲစီးသေးရတော့အရင်တော့ဆိုမစီးသေးဘူးအော်အနမွေးတယ်ပဲမစားဘူးလူဆိုရင်ဝယ်စားကြည့်တော့ကျွန်တော်ထင်ရတော့မိုက်တယ်မစိုးဘူးရေနဲ့ဟိုနှစ်ပါးသွားလိုက်တာသူအနဲ့ရောင်ဖြစ်သွားရင်နော်အဲ့ဒါကျေဦးကြော်လည်းပါတယ်အနခုတခွာလေးစားကြည့်မယ်မစားဘူးကဲအလုပ်စားကြပါခင်ဗျစနေနေ့စီမယ်အဆက်ငါရုပ်ကောင်းဆက်တယ်မျိုးသူကတော့ဆိုင်နှခမ်းမဲနော်ဆက်ကြပါမယ်ကောင်းမှလည်းမစိုးပါဘူးဒါမဲ့သူ့ရဲ့ကော့ဆွဲကကျွန်တော်မကြိုက်ဘူးပြော့တယ်你这公司အဲ့တကယ်ချင်းတော့ဟိုကိုလာရဲ့မမစားဘူးကြလားဟိုစားဘူးရင်ကျွန်တော်ကွန်မန့်အမှတစ်ချက်လာပြောတော့အရသာဘလို့လဲအခုကျွန်တော်စားတော့ငရုတ်ကောင်းဆက်တယ်